ကျွန်တော်မြန်မာနိုင်ငံမှာဆိုရင်ထင်ရှားတဲ့ပြည့်ရွှေကျော်၃ခုရှိပါတယ်ပထမတစ်ခုကတော့ကျွန်တော်အနောက်ဘက်ရခိုင်ကမ်းခြေမှာတည်ရှိပြီးတော့ကျွန်တော်ဖြတ်သွားတဲ့မြို့တွေကြတော့ရခိုင်မြန်မာနဲ့ဘင်္ဂလားဒေ့ရှ်နယ်စပ်မြို့တွေဖြတ်သွားပါတယ်ကြီးကြီးမားဆိုလို့ရှိရင်1962ခုနှစ်မှာဒီရခိုင်ကမ်းခြေမှာငလျင်လှုပ်ခဲ့ပြီးရပေါ့နော်အဲ့တော့ဆိုရင်ပညာရှင်တွေခန့်မှန်းချက်အရဆူနာမီအောင်ဖြစ်နိုင်ခြေရှိခဲ့တယ်ပေါ့နော်ဒုတိယတစ်ခုကတော့ကျွန်တော်ဒီမြန်မာနိုင်ငံအလယ်ပိုင်းမှာရှိတဲ့စကိုင်းပြည့်ရွှေကြီးပေါ့နော်သူကတော့မြန်မာနိုင်ငံမြောက်ဘက်ကနေတောင်ဘက်ကိုသွားပြီးတော့1200အရှေ့က1200ကီလိုမီတာ950မိုင်ဝန်းကျင်လောက်ရှိပါတယ်သူဖြတ်သွားတဲ့မြို့တွေကတော့ကျွန်တော်မန္တလေးစကိုင်းပုဂံပြည်မုံရွာရန်ကုန်မြို့တွေဖြတ်သွားပါတယ်ကြီးကြီးမားဆိုရင်1839ခုနှစ်လောက်မှာအင်းဝငလင်ဆိုပြီးတော့ဖြစ်ခဲ့ပူပါတယ်ရီချာဒါစကေးအနေနဲ့ကတော့ကျွန်တော်8ဝန်းကျင်လောက်ရှိပါတယ်တတိယတစ်ခုကတော့ကျွန်တော်ရှမ်းပြည်နောက်ဘက်မှာရှိတဲ့ကြောက်ကျန်း fall လို့ခေါ်ကြတဲ့ဒီကြောက်ကျန်းကလင်ကျော်ပေါ့နော်ကြောက်ကျန်းကလင်ကျော်ဖြတ်သွားတဲ့မြို့တွေကတော့ကြောက်ကျန်းကလင်ကျော်ဖြတ်သွားတဲ့မြို့ကတော့ကျွန်တော်ငူလင်းပြင်မနာနဲ့နေပြီးတော့မြို့တွေဖြစ်ပါတယ်ပြင်းပြင်းထန်ဆိုလို့ကျွန်တော်1912ခုနှစ်လောက်မှာမေမြို့ငလင်တောက်ခဲ့ပူပါတယ်ရစ်ချာဒါစကီကတော့8ဝန်းကျင်လောက်ရှိပါတယ်ကျွန်တော်မြန်မာတိုင်းမှာဆိုလို့ရှိရင်အထင်ရှားဆုံးနဲ့လူသေးပြောက်အများဆုံးငလင်ကတော့ကျွန်တော်ပဲခူးငလင်ဖြစ်ပါတယ်ပဲခူးငလင်ကို1930မေလလောက်မှာလှုပ်ခတ်ခဲ့ပြီးတော့လူပေါင်း900ကျော်လောက်တည်ဆုံးခဲ့ပါတယ်ဒါကတော့ဒီမတန်နေအရာပေါ့နော်အပြင်မှာဆိုလို့ရှိရင်အိတ်ထက်လည်းပိုများနိုင်ရရှိရပါဘူး The Richard Scale အနေနဲ့ဆိုရင်7.5 ဝန်းကျင်လောက်ရှိပါတယ်